နောက်တစ်ခုကမနေ့ကကျွန်တော်ခုနပြောတဲ့ဒီသတင်းစာပေါ့ခုနကျွန်တော်ဂျာနယ်မှာလည်းပါတဲ့ cover story လိုပဲနိုင်ငံပိုင်သတင်းစာမှာအစိုးရချင်ချလိုက်တဲ့ဟာတွေတခုဒါလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့ဆိုတော့အားလုံးကခုလို့ဆိုရင်အဲ့ဒီနေပြည်တော်တိဆောက်ရေးလုပ်ငန်းစဉ်မှာပါဝင်ခဲ့တဲ့လူတွေအကုန်လုံးခုလို့ဆိုရင်ခေါ်ပြီးတော့တချို့လူတွေကိုမေးခံတရားပြီးတော့ယူဆတယ်ကျွန်တော်ခုလို့ဆိုယူဆပဲเนาะဆိုတော့သူကဘာရေးထားလဲဆိုတော့နိုင်ငံတော်ကကြီးညာတာဆက်သွယ်ဆောင်ရွက်နေအတိပေးကြောင့်ကြချင်းဘာလဲဆိုတော့နေပြည်တော်တိဆောက်ရေးအထူးဖွံ့ဖြိုးရေးစီမံကိန်းမှာပါဝင်တဲ့ရုံးဌာနအဆောက်အဦများအထူးအဆောက်အဦများဝန်ထမ်းအင်အားများအုပ်ချုပ်မှုဆိုင်ရာအဆောက်အဦများအပါအဝင်အခြားအဆောက်အဦတိဆောက်လုပ်ငန်းများမှာတိဆောက်ခဲ့တဲ့ကုမ္ပဏီများအနေနဲ့အောက်ပေါ်ပြပါပုဂ္ဂိုလ်များမှာတဆင့်နေပြည်တော်စီမံသားရေးကော်မတီတို့ဆက်သွယ်ဆောင်ရွက်နိုင်ပါရန်အတိပေးကြောင်းကြအပ်ပါသည်နော်ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်တဲ့ဦးဇော်ထွန်းဌာနမှုအင်ဂျင်နီယာဌာနအဆောက်အဦနေပြည်တော်စီမံသားရေးကော်မတီနော်ဒေါ်ချယ်ရီလှမောင်ဒုတိယဌာနမှုအင်ဂျင်နီယာဌာနအဆောက်အဦနေပြည်တော်စီမံသားရေးကော်မတီဆက်သွယ်ရမယ့်လိပ်စာကနေပြည်တော်စီမံသားရေးကော်မတီမြို့တော်ခမ်းမနော်ဘာခေါ်လဲဆိုအဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်မှုကြီးကြိုက်အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီတဲ့နော်ပြန်ပြောရမယ်အဆောက်အဦများပြန်လည်ပြုပြင်အသုံးပြုရေးနဲ့အသစ်တိဆောက်ရေးကြီးကြပ်မှုကော်မတီအဲ့ဒီကော်မတီစီကိုဆက်သွယ်ပါအဲ့ကော်မတီရဲ့ကအရာရှိဖြစ်တဲ့ကဦးဇော်ထွန်းရဲ့ဒေါ်ချယ်ရီလှမောင်ရဲ့သူတို့နှစ်ယောက်စီကိုဆက်သွယ်ပါတဲ့ဘယ်သူတွေလဲဆိုတော့နေပြည်တော်အဆောက်အဦဆောက်ခဲ့တော့ပါဝင်တိဆောက်ခဲ့ကြတဲ့ကော်မတီတွေလုပ်ငန်းရှင်တွေပုံကိုယ်တွေကိုပြောတာတဲ့ကဲအဲ့တော့ခင်ဗျားတို့ရုပ်တရက်ကြည့်ရင်တော့ဩနေပြည်တော်ဆောက်ရပါပေါ့โอเคနေပြည်တော်ဆောက်ရဘယ်သူတွေပါလဲဘယ်သူတွေပါလဲနေပြည်တော်ဆောက်ရကျွန်တော်ကြောင်းလင်းမပါဘူးဗျကျွန်တော်ရုပ်သံကြည့်နေတဲ့လူတွေမှာခင်ဗျားတို့ဘယ်နှယောက်ပါလဲခင်ဗျားလည်းပါလားခင်ဗျားလည်းမပါဘူးထင်တယ်တချို့တွေပါဟောဗျတချို့တွေမပါဘူးပေါ့ဒါပေမဲ့တေချာတာကတော့ခင်ဗျာအစိုးရနေရဲမိုင်ကြီးလည်းပါရင်ပါမှာပဲနော်အစိုးရနေရဲမိုင်သိရမလားပတ်ပတ်ဆက်ဆက်ချမ်းသာသွားတဲ့ထက်မှာဒီအစိုးရနေရဲမိုင်ကြီးလည်းပါတယ်သူတို့လည်းပါရင်ပါဟောပေါ့နော်ရန်ကုန်နေပြီးတော့လမ်းမကြီးဆောက်တဲ့ဘိုင်းမှာလည်းနေရဲမိုင်ကြီးတို့တော့ပါခဲ့တယ်လို့ကြားတာပဲသူတို့လည်းပါရင်ပါနေမှာပေါ့ပြောမရဘူးနော်ဒါနမူနာပြောတာဟုတ်ကြလို့ဦးစင်ဦးထားတော့နော်ကျွန်တော်ကြားဘူးတော့တခုဆိုရင်နေရဲမိုင်ကြီးအဲ့လိုဘာလဲကြားဘူးတော့ဗောနေပြီးတော့အမြန်လိုင်းဆောက်တော့ဒီမှာပတ်ဆက်တော်ချမ်းသာသွားတယ်ပြီးလည်းပြီးတော့မင်းသမီးတွေတော်တော်များကိုဘေးခေါ်ပြီးတချင်းတွေကြိုက်တာအဲဒီကြောင့်ဒုချုပ်ဦးမောင်ကြီးပေါ့ဘုရားကြီးဒုချုပ်မှုကြီးမောင်ကြီးကဒေါ်ရိကန်နာဒီကောင်းပါပဲဒေါ်ရိကန်နာအဲ့လိုကြားဘူးတယ်ဟုတ်ကတော့ဦးမောင်ကြီးကသွားတာမေးကြပြီတော့ဆောက်တော့ဆိုအဲ့လိုမျိုးပဲနေပြည်တော်ဒီဆောက်ရေးမှာအများကြီးပါခဲ့ကြတယ်ဘယ်သူတွေပါလဲလို့မေးခင်ဗျားတို့မြန်မာပြည်မှာအကြီးဆုံးဆိုတဲ့ကုမ္ပဏီတွေ10ခုနာမည်တက်လိုက်တယောက်မှမလို့တယောက်မှမလို့လား10ခုနာမည်တက်တယောက်မှမလို့မလို့ဥပမာ Max အုပ်စု Max မြန်မာအုပ်စုနော်ဥစောရဲ့ Max မြန်မာအုပ်စုပါလွတ်လာဆိုမလို့ဘူး CB အုပ်စုလွတ်မလားမလို့ဘူးနော်ဥချစ်ခိုင်အုပ်စုလွတ်မလားမလို့ဘူးနော် CB ဥက္ကမောင်ကြီးလည်းမလို့ဘူး Max ဥစောလည်းမလို့ဘူးနော်ဥချစ်ခိုင် MAB တို့အုပ်စုလည်းမလို့ဘူး AD အုပ်စုပေါ့သူလည်းမလို့ဘူးနော်အဲ့လိုပဲဇေကဝဥက္ကရွှေတို့အုပ်စုလည်းမလို့ဘူးနော်နောက်တစ်ခုကဒီဥအောင်ကိုတို့ကံမောသားလည်းမလို့ဘူးနောက် AC ဥတင်ဆိုင်လည်းမလို့ဘူးသူတို့အုပ်ရွှေမန်းအုပ်စုလည်းမလို့ဘူးနော်အဲ့ UAB ဥနေအောင်တို့အုပ်စုလည်းမလို့ဘူးနော်မလို့ဘူးနောက်ဘသူကြားမယ်ခန့်ရွှေဆိုင်နာမည်ရွှေတာဥဝိုက်ထုံးတယ်လည်းမလို့ဘူးနော်ခင်ဗျားတို့ကြိုက်တာပြောမြန်မာနိုင်ငံမှာဆောက်လုပ်ရေးကဏ္ဍကိုကင်တဲ့ကုမ္ပဏီတိုင်းအဲ့တော့ကပေါ်ခဲ့တဲ့ကုမ္ပဏီမလို့ဘူးဥယျာဉ်ဝန်တို့အုပ်စုလည်းမလို့ဘူးခင်ဗျာဥယျာဉ်ဝန်တို့ဟိုဆောက်ခဲ့တဲ့ဆောက်လုပ်ငန်းရှင်မှာအသိရဲ့အကျုပ်ကဥက္ကဋ္ဌတွေတွင်းမှုတွေအဲ့ဖွဲ့တွေရှိတယ်သူတို့မလို့ဘူးတရားမှမလို့မလွတ်ကြဘူးအဲ့အဆောက်အကုန်လုံးတရားမလို့မလွတ်ကြတော့ကျွန်တော်ကနာမည်ကြမ်းခဲ့မယ်နော်ဒါကတော့ရွှေတောင်ဆိုဥဝိုက်ထုံးရွှေတောင်ဥဝိုက်ထုံးတို့လည်းသူလည်းမလို့ဘူးဆိုတော့ကြမ်းခဲ့အောင်လားမသိဘူးနော်ထားပါတော့Stephen Law တို့အုပ်စုထွန်းမြင့်နိုင်တို့အုပ်စုထွန်းမြင့်နိုင်နော် Stephen Law ထွန်းမြင့်နိုင် Stephen Law မို့အဲ့ဟိုလောဆင်ရဲ့သား Stephen Law ထွန်းမြင့်နိုင်သူတို့လည်းမလုပ်ဘူးအေရှာဘောသူတို့လည်းမလုပ်ဘူးတော်များများမလုပ်ကြတာဗျမလုပ်တာမှာတော်များမလုပ်တာဘာလို့နေပြည်တော်ဒီဆောက်ရေးမှာဦးတန်းရွှေကအကောင်လုံးတော်များခေါ်ပြီးပေးကြတယ်လုပ်ငန်းနဲ့အပိုင်းလိုက်ပေါ့ဗျာဘသူကတော့ဘာဆောက်အဲ့လိုပေးလိုက်တာအကောင်လုံးကခင်ဗျပတ်ဆက်နေပတ်ဆက်တွေရတယ်ဆက်တွေရအဲ့မှာဘီလက်မြေစက်ုံတွေလည်းအများပြပေါ်လာတယ်ဘာလို့ဘီလက်မြေကဒါကြီးဆောက်တဲ့ကဘီလက်မြေလိုတယ်ဘီလက်မြေတွေကထုံးကြောက်တောင်တွေရှိတဲ့နေရာတွေမှာဘီလက်မြေစက်ုံတွေကြီးရတယ်ဆောက်ကြတယ်တဲကြတယ်ပြီးထုံးကြောက်တောင်တွေနဲ့အမှဘီလက်မြေထုတ်ပြီးတော့အမှနေပြီးတော့ဆောက်ကြတယ်စကြဝဠာဆိုဓာတ်ကြီးကိုမလုပ်ရင်မရဘူးလေအဲ့တော့ဒီဆောက်တဲ့အချိန်မှာပါဝင်တဲ့ကုမ္ပဏီပေါင်းများစွာမလုပ်ဘူးဥရွှေမန်းဥစုလည်းမလုပ်ဘူးတရားမလုပ်အဲ့မလုပ်တဲ့လူတွေအကုန်လုံးကဆက်သွယ်ပါဆိုတော့အကုန်လုံးကလန့်ပြီဗောဗျာအခုနေပြီးတော့ငလင်လုပ်တဲ့အချိန်မှာအကုန်လုံးပြိုကျပြီးတော့တော်တော်များထိကုန်တော့လန့်ပြီလေဘာလို့လန့်လဲဆိုတော့နေပြီးတော့ဘလောက်ပြိုသွားလဲလို့မေးဒီမှာကျွန်တော်တို့နာဆာကရဲ့သတင်းထုတ်ပြန်ချက်ထဲမှာကျွန်တော်ကြည့်လိုက်တယ်ဗောနော်နာဆာကရဲ့မနေ့ကဒူးချုပ်ဦးစိုးဝင်းနော်ဒူးချုပ်ဦးစိုးဝင်းရဲ့ဟိုအစည်းအဝေးမှာနော်ဒီငလင်နဲ့ပတ်သက်တဲ့အစည်းအဝေးမှာအဲ့ဒီအစည်းအဝေးမှာပြောပုံအရဆိုရင်သူပြောပုံရဆိုရင်ဗောနော်မြန်မာနိုင်ငံလုံးပျက်စီးဆုံးရှုံးတဲ့ဟာကိုပြောတာကျွန်တော်ဒီမှာတခြားလေးဖတ်ကြည့်လိုက်တယ်ဗောနော်ပျက်စီးဆုံးရှုံးမှုကိုပြောတဲ့အခါမှာကျွန်တော်တော်တော်လေးလန့်သွားတယ်တော်တော်များတဲ့ပမာဏကိုတွတ်တွေ့ရတယ်တော်တော်များတဲ့ပမာဏဗောနော်ဆိုတော့ဘယ်လောက်များလဲလို့မေးဒီမှာအဲကျွန်တော်မှဆိုလို့နော်မှဆိုလို့အစာဥပေါင်းကနော်ငလျင်ဘေးကြောင့်ကြုံသွားတာမန်းလေးငကြောင့်မန်းလေးငလျင်ကြီးလို့ခေါ်တဲ့ခေါင်းစဉ်ကြောင့်
နေပြည်တော်တခုတည်းတနိုင်ငံလုံးမှာနေအိမ်ပေါင်းလူနေအိမ်ပေါင်း6400ကျော်နဲ့အစာအုပ်ပေါင်းမြတ်စွာပျက်စီးတယ်လို့သူပြောတယ်နော်အဲ့ဒီမှာနေပြည်တော်ကောင်စီထဲမှာအပါဝင်တဲ့ကျန်တဲ့နေရာတွေအကုန်တော်မှထိတာက10ခုမှထိတာက24ရက်နေ့စီးရင်ရလူနေအိမ်ပေါင်း63,854စာတင်ကျောင်း6,952တိလရှင်9,484ဇေဒီပထိုး9,342အခြားဘာသာရေးဆောင်613ဆေးရုံဆေး986ရထားလမ်း56ခုလမ်း982ခုအမြန်လမ်း198ခုအမြန်လမ်းပိုင်းပေါ့နော်နေရာပေါ့ဆယ်တမန်986ခုတရား192 transformer 353ပျက်စီးတယ်တဲ့နော်ဆိုတော့ငလျင်ကြောင့်အိမ်အောင်စုတွေပျက်စီးရတယ်ပြောတယ်နော်ဆိုတော့ပြောရရင်တော့ထိခိုက်ဆုံးရှုံးမှုတွေတော်တော်ကြီးတယ်နေပြည်တော်တစ်ခုထဲမှာတော့သူတို့ကိန်းကနန်းမထုတ်ဘူးသို့တော့ကိန်းကနန်းမထုတ်ဘူးဒါပေမဲ့နေပြည်တော်မှာလည်းတော်တော်ကြီးတယ်နေပြည်တော်မှာတော်တော်ကြီးတဲ့ပုံပေါ်တယ်ကျွန်တော်ဒီမှာကိန်းကနန်းတွေအရာတော့သူတို့တိတိကျမထုတ်ဘူးပေါ့နော်မထုတ်ပေမဲ့ဒါပေမဲ့အဲ့ဒီထိခိုက်ဆုံးရှုံးမှုနေပြည်တော်တိတိကျမထုတ်ဘူးပေါ့ဗျာကိန်းကနန်းတွေအားလုံးပေါင်းပြီးရောထုတ်လိုက်တယ်တခုချင်းပြန်မခွဲပေးဘူးပေါ့သူကမခွဲပေးဘူးဒါပေမဲ့ကျွန်တော်သိရတာနေပြည်တော်တစ်ခုထဲနေမယ်နော်နေပြည်တော်တစ်ခုထဲနေမယ်စာအုပ်ပုံပစ္စည်းတာအလုံးထောင်နဲ့ချီတယ်အလုံးထောင်နဲ့ချီတယ်ဒီလိုတွေတုံးထောင်ချီတယ်ပြီးတော့ဝန်ထမ်းအိမ်ယာတွေပျက်စီးတယ်လွတ်တော်ပျက်စီးတယ်တမရအိမ်တော်ပျက်စီးတယ်စစ်ရုံးထဲမှာလည်းပျက်စီးတယ်စစ်ရုံးထဲမှာလည်းပျက်စီးတယ်ဆိုတော့တမရကောက်စီယုံကြီးရှိတယ်အဲ့ဒီထဲမှာလည်းပျက်စီးတယ်ပြန်ပြောရင်တမရအိမ်တော်ဆိုတဲ့နိုင်ငံတော်တမရတွေနေတဲ့ရုပ်တက်တဲ့တမရအိမ်တော်တွေလည်းပျက်စီးတယ်အလုံးမပျက်စီးခြင်းတော့မဟုတ်တော့ပျက်စီးမှုတွေရှိတယ်နော်တစ်ချက်လွတ်တော်ကြီးလည်းပျက်စီးမှုတွေရှိတယ်စစ်ရုံးထဲမှာလည်းပျက်စီးမှုရှိတယ်ဝင်ကြီးဌာနရုံးတွေလည်းပျက်စီးတယ်နောက်ဝန်ထမ်းအိမ်ယာတွေလည်းပျက်စီးတယ်လမ်းတွေလည်းပျက်စီးတယ်ပျက်စီးမှုတွေကများတယ်ဘယ်လောက်များလဲမင်းတော်တော်များတယ်အဲ့တော့အဲ့လောက်ပျက်စီးမှုတွေများတဲ့အခါကျတော့ဘယ်သူတွေကဘာကိုဆောက်ခဲ့လဲဘယ်သူတွေကဘာဆောက်ခဲ့လဲတမရအိမ်တော့ဘယ်သူဆောက်ခဲ့လဲကျွန်တော်မသိဘူးဒါပေမဲ့ဆောက်တဲ့လူတွေရှိတယ်သက်ဆိုင်လူတွေကအမှသူ့ဟာအကုန်လုံးသူမြင်ရပြီဟာငါတော့ဒါကြီးဆောက်ခဲ့တယ်ကုမ္ပဏီပေါ့နော်ကုမ္ပဏီ A ဆိုတဲ့ကုမ္ပဏီ B ဆိုတဲ့ကုမ္ပဏီရှိမယ်အဲ့ကုမ္ပဏီဟာငါတော့ဆောက်ခဲ့တဲ့ဟာကြီးတော့ပြိုကျသွားတယ်ငါတို့တော့ဒုက္ခရောသူတို့ရင်းပူနေမှာစောပိုင်းနေရအခုတော့ခေါ်ပြီးဆိုတော့မသွားလို့ကလည်းမရဘူးမဆက်သွယ်လို့ရှိရင်ပိုဆိုးမယ်မဆက်သွယ်ရင်ပိုဆိုးမယ်ဒါတော့ကဲကျွန်တော်ပဲထားပါကျွန်တော်တို့အဲ့တော့ရတယ်ဆိုပါစို့ရအောင်လို့ကျွန်တော်အဲ့တော့ခြားတိတ်ရှိတယ်ဘယ်လိုလုပ်ရမလဲဗျာမဖြစ်နေတာအဝေးကြီးဒါတော့ကဲကိုကျော်မင်းခင်ဗျာဆက်တယ်ကျွန်တော်တော့ဗျာအဲ့တော့ကျွန်တော်ကုမ္ပဏီတာပါကျွန်တော်တော့ဘာဆောက်ခဲ့ပါတယ်ကျွန်တော်အဆောက်အဦလေးကတော့အဲ့မှာပြိုသွားတယ်လို့သိရပါတယ်ကျွန်တော်တို့အဲ့ဒါလာဆက်သွဲတာပါခင်ဗျာဆိုရင်ဟိုကလည်းနှုတ်မှတ်ပြီဟာဘသူအဲ့ကြရင်မှတ်တာအဲ့ဆေးနေကိုရပြီအဲ့ကြလို့ရှိရင်အဲ့လူတွေအကုန်လုံးလာမင်းတို့ဖွဲ့အကုန်လားကဲဘယ်နဲ့ပဲမှာတော့လာမင်းတို့အကုန်လုံးတိုးလိုက်ပြမယ်ဘာလဲအဆောက်အပြည့်အစည်းတွေကိုလိုက်ပြမယ်လားလိုက်ကြည့်ဆိုပြီးတော့အပြည့်အစည်းတွေကိုအဲ့လုပ်ငန်းရှင်တွေခေါ်ပြအောင်မယ်အဲ့တော့လုပ်ငန်းရှင်တွေကခေါင်းဆောင်တွေကိုယ်တိုင်လှည့်ကြည့်မှာလားသူ့ရဲ့ဒုတိယကိုယ်စားလှယ်တွေကိုလှည့်ကြည့်မှာလားကျွန်တော်မသိဘူးဘယ်သူလှည့်ကြည့်မလဲကျွန်တော်မသိဘူးအကုန်လုံးလိုက်ပြလိမ့်မယ်ကျွန်တော်မှန်းတာပေါ့နော်ပြရမှာပဲသဘောရှိတယ်လိုက်ပြမပြရင်ရော့မြေပုံကြည့်လိုက်ဆိုပြရင်ပြလိမ့်မယ်ဆိုပြပြီးတော့ကဲထားပါတော့ပုံကို A ဆို A B ဆိုပြီးတော့ကဲခင်ဗျားဆောက်ခဲ့တဲ့ဆောက်ကတော့ဒီလိုဖြစ်သွားတယ်ဗျာခင်ဗျားဆောက်တော့ကတော့နှစ်20လားနှစ်30လားနှစ်50လားအာမခံချက်တွေတော့ပါတာတွေ့ရတယ်နော်ပါတာတွေ့ရတယ်ခင်ဗျားဆောက်ထားတာကပြောတာဒီလိုနဲ့တွေ့ရတယ်ငလင်တန်ခံမဲတို့ပိုင်းအကြီးကြီးရှောက်ပြောခဲ့တယ်ခုဒီမှာကြည့်ပြသွားပြီကျွန်တော်ဘယ်လိုလုပ်ကြမလဲပြီးတော့အဲ့တုန်းကဆောက်ခဲ့တုန်းကငလင်တန်နေပါခဏထားဆောက်ခဲ့တဲ့တန်မျိုးစား quality မြည်ရလား quality မြောင်ဆောက်လားပြီးလက်မြေခိုလားဘာခိုလားညာခိုလားပေါ့နော်စသဖြင့်အဲ့ဒါကြီးကြည့်လိုက်တယ်စစ်လိုက်တယ် engineer နဲ့စစ်လိုက်တဲ့ခါမှာတချို့တွေတန်ခိုမယ်ပြီးလက်မြေခိုမယ်ဘာခိုမယ်ညာခိုမယ်ဆောက်လို့ရလောကရဲ့တဘာဝအတိုင်းခိုမယ်တခိုးတွေပေါ့ဗျာခိုးနေမှာတော့ခိုကြမယ်ခိုရတော့အဲ့ဒီခိုတဲ့ဟာတွေကိုလုံးကပေါ်မစစ်လိုက်တဲ့ပေါ်လာပြီဆိုတော့ ਨੇ ကဲခမ ्या ကြည့်အောင်ငလင်ကြောင့်ပြိုတင်တာကတစ်ထပ်ခမ ्या လို့တာနှစ်ထပ်ဖြစ်သွားတယ်သုံးထပ်ဖြစ်သွားတယ်အဲ့တော့ပြိုတင်တာဒီလောက်ပဲဖြစ်သွားတာဒီလောက်အဲ့တော့ခမ ्या ဘာလုပ်ပြီမလဲမေးမှာပေါ့တချို့လူတွေကိုကြားရင်လူအုပ်စုတွေကွဲသွားအောင်ဗျာတော်တော်ထိကဲတော်တော်လေးပပဆက်ခိုးခဲ့ရတဲ့အုပ်စုကတော့ထိပြီထိမယ်ဒါပေမဲ့ထိမယ်သူတို့ကလည်းပြောမှာလူကြီးတွေနဲ့တွေ့တဲ့အခါညှိမှာပေါ့နော်ထိမယ်တော့အရင်ပြောမယ်ပြီးမှညှိတာလာမယ်ထိပြီးညှိပါလေထိပြီးညှိရမယ်ညှိပြီးညှိသွားမယ်ထိတယ်ညှိတယ်ညှိတယ်အဲ့လိုဖြစ်လာမှာထိတာတွေပြလိုက်တဲ့အခါဟာငါတို့ထိပြီဒုက္ခတော့အဲ့တော့သူဆောက်ခဲ့တော့ကကုန်သူရခဲ့တဲ့ပတ်စံရှိမယ်အဲ့တော့မင်းဘာလုပ်ပြီးမလဲပြညှိပြီးတော့ဟောကျွန်တော်ညှိပြီးပါမယ်ညှိပြီးဆိုမှဒီစာအုပ်တော့ကျွန်တော်တို့ပြန်ပြီးတော့ဗျာဘယ်လောက်ထိကျွန်တော်ပြန်ပြီးတော့ပြန်ဆောက်ပြီးပါမယ်ဘယ်လောက်ထိကျွန်တော်တို့ပြန်ပတ်စံပြန်ထည့်ပြီးပါမယ်ကျွန်တော်ဘယ်လောက်ကိုလုပ်ပြီးပါမယ်ဒါမျိုးသူပြောရင်ပြောလိမ့်မယ်ကုမ္ပဏီကနောက်ကအဲ့မှာညှိနေညှိသွားကြတာညှိသွားကြတယ်ဆိုတာဒီအတိုင်းပဲညှိတယ်ပေါ့ဗျာညှိတယ်ပေါ့နော်ခင်ဗျားတို့အထိပ္ပယ်ပုံဖောင်းခိုင်းနေတော့ထိတယ်ညှိတယ်ညှိသွားတယ်ပေါ့နော်အဲ့တော့တချို့ကအဲ့ဒါကိုအခွင့်အရေးလောင်ထင်နေမှာတချို့ဆောက်လို့ဟိုအိုဟောင်းသွားတဲ့ဆောက်လို့လုပ်ငန်းရှင်ကြီးတွေပေါ့နော်နောက်ပိုင်းမှာလုပ်ငန်းခွင်တွေသိမ့်မြအလုပ်တွေသိမ့်မြရတော့လုပ်ငန်းရှင်ကြီးကြတော့ဟာငါဒါတို့တော့ခွင်မယ်ငါဟိုမှာတော့မှားသွားတယ်မှန်တယ်ဟုတ်တယ်လူကြီးတွေဟုတ်ကဲ့ခင်ဗျာဘိုးသူကြီးခင်ဗျာဟုတ်ကဲ့ဟိုဒုကြီးခင်ဗျာဟုတ်ကဲ့ဒုကျောင်းဝန်ကြီးခင်ဗျာဟုတ်ကဲ့ဝန်ကြီးခင်ဗျာကျွန်တော်တို့အဲ့တော့ဗျာကျွန်တော်အဲ့လိုတွက်ချက်မှုအားနေခဲ့ပါတယ်မှန်ပါတယ်ကျွန်တော်တို့နေနဲ့ဘယ်လိုမျိုးပြင်မလို့ကျွန်တော်လုပ်ပေးပါမယ်ခင်ဗျာကျွန်တော်လုပ်ပါမယ်ကျွန်တော်တို့တေချာလုပ်ပါမယ်ပြောမှာပဲ
ဘသူဆိုအဲ့တိုင်းပြောမှာခင်ဗျာဘယ်ကောင်းမှငါနဲ့ပါဆိုင်လို့လေမင်းငလင်ရောက်ဖြစ်တာလေပါမင်းဘယ်လိုငါရှင်မှမပြောရဘူးဘယ်ကောင်းမှမပြောရအဲ့လောက်ထိတော့ဟောငလင်ကလည်းကြီးတယ်ဗျာဟုတ်တယ်ကျွန်တော်တို့အဲ့တုန်းကလည်းအဲ့လောက်ထိမတွက်ချက်ခဲ့ဘူးဗျာ7 by 7ဒီမစဉ်းစားခဲ့မိပါဘူးအခုကလှုပ်သွားတဲ့ခါငလင်ကကြီးတယ်ကျွန်တော်တို့ကလည်းနည်းနည်းလေးစောက်လို့ရေးပိုင်းမှာ INF ရှိမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဒါတွေကိုတူတူညှိပြီးတော့ကျွန်တော်တို့ဘက်ကလည်းလုံးနေတော့ပြန်လုပ်ပေးပါမယ်ခင်ဗျာနိုင်ငံတော်ကိုကျွန်တော်တို့ကူပါမယ်လုပ်ပါမယ်ဆိုပြီးတော့ပြောမယ်လူကြီးပဲဘယ်သူမှတော့ဟေးငါ quality ဆောက်ခဲ့တာမင်းငလင်းလို့ဖြစ်တာငါတို့မလုပ်ပေးရမယ်မရောပေးနိုင်ဘူးဘူးမှမပြောရဘူးအဲ့တော့ခုနထိသွားတဲ့ခါမှာညှိကြတယ်လုပ်ပေးပါမယ်ခင်ဗျာဆိုညှိတယ်ညှိနဲ့ညှိသွားတယ်အဲ့တော့ညှိတယ်ဆိုတော့ညှိပြီဆိုရင်တော့ဟိုကိုင်းဒီကိုင်းမရှိလာမှာပေါ့ဗျာနော်ညှိပြီဆိုအဲ့တော့ထိတယ်ညှိတယ်လာမယ်အဲ့ဇလန်တွေဖြစ်လာမယ်တချို့တွေတော့တချို့ဟာတွေကျတော့သေချာကိုပြန်ဆောက်ပေးမယ်တော့ရှိတယ်အဲ့မှာဂလန်ကန်တို့တဲ့ကောင်ထောင်ထဲရောက်သွားနိုင်တယ်ကိုးကားလို့တဲ့ကောင်ထောင်ထဲရောက်သွားနိုင်တယ်နော်အဲ့ဒါကိုးကားလို့တဲ့မထော်မနှက်လို့ကောင်ထောင်ထဲရောက်သွားနိုင်တယ်ကောင်းပေါ်ခေါ်ပြီးတော့ကဲလာခင်ဗျားတို့အစာအုပ်လေးကြည့်အောင်ဆိုပြတာမျိုးပေါ့အဲ့တော့အဲ့ဒါမျိုးကအကုန်ကြီးမှာအခုလည်းတချို့လုပ်ငန်းရှင်တွေကိုလို့ဒီတိုင်းမေးမြန်းတာတွေစစ်ဆေးတာတွေသို့မဟုတ်မေးမြန်းတာတွေစုံစမ်းတာတွေရှိနေပြီလို့လည်းကြားပါတယ်အခုလည်းတချို့လုပ်ငန်းရှင်ကြီးတွေကိုမေးတယ်ခင်ဗျားတို့စောက်ခဲ့တဲ့အစာအုပ်ဒီလိုလိုဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဘက်ကရောဘယ်လိုသဘောထားလဲသဘောထားမေးတာပေါ့ဆိုတော့အဲ့ကြတော့လုပ်ငန်းရှင်တွေကသိပြီလေသဘောပေါက်ပြီအေးဗျာဟုတ်ကဲ့ဒါပါသူလုပ်ငန်းရှင် A ဆိုတာပေါ့ကျွန်တော်ထားပါခင်ဗျားစောက်ခဲ့တဲ့အစာအုပ်တစ်ခုတော့ဒီလိုဖြစ်သွားတယ်ဗျာခင်ဗျားဘယ်လိုလုပ်ပြီးမလဲခင်ဗျားဘယ်လိုသဘောထားလဲဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့တော့ဒီလိုရှိပါတယ်ဒီလိုဖြစ်ပါတယ်ကျွန်တော်တို့ဒါမဲ့ကျွန်တော်ကူညီပါမယ်ကျွန်တော်လုပ်ပါမယ်ပြောမှာဘာလို့ဆိုအဲ့ဒီလုပ်ငန်းရှင်တွေအကုန်လုံးက10သက်စမ်းပုံချမ်းသာသွားကြပြီးပြီအဲ့ခါကျတော့သူတို့ကအသက်ကြီးကမှထောင်ထဲမဝင်ကြကြဘူးဒီရွယ်ကြီးရောက်ပြီးဒီ brand ဒီဂုံသိက္ခာကြီးရှိကမှထောင်ထဲလည်းဘယ်သူမှမဝင်ကြဘူးဘာကြောင့်လဲ quality မမီတဲ့ဟာတွေကြောင့်ထောင်ထဲဝင်ရတယ်ဆိုမှအဖြစ်မခံနိုင်ဘူးအဲ့တော့ပုံမှန်လည်းပြောရင်သူတို့ကလည်းသူတို့စီးစိမ်တွေကယာယီတို့တစ်ခုပေးရလဲပေးပလိုက်မှာအကုန်လုံးပေးမှာဘယ်သူမှထောင်ထဲကိုတဘာတဲမှလည်းမဝင်ဘူးဘာလို့ထောင်ထဲဝင်ပြီးတဲ့နောက်ဒုက္ခရောက်သွားတဲ့လုပ်ငန်းရှင်ကြီးအများကြီးရှိတဲ့အတွက်မဝင်ချင်ဘူးအဲ့တော့ပေးလို့ရရင်ပေးပလိုက်မှာဟိုပိုင်ဆိုင်မှုတွေကယာယီတို့တစ်ခုပေးဆိုပေးပလိုက်မှာပေးပြီးတော့အဲ့အစာအုပ်တွေပြန်ပြုံးတဲ့ပုံပြန်ပေးတယ်ဆိုပြီးဖြစ်လာနိုင်တယ်နော်ခင်ဗျာဒီမှာတော့မသိဘူးထိုင်းမှာတော့ခင်ဗျာစဉ်းစားကြည့်လို့ဟိုမှာတရုတ်လုပ်ငန်းရှင်လေထိုင်းပြိုကြတဲ့အစာအုပ်ပေါ့တရုတ်လုပ်ငန်းရှင်ထောင်ထဲရောက်ပြီလေအချုပ်ခန်းထဲချုပ်ထဲရောက်ပြီလေချုပ်ထဲရောက်သွားပြီမကြခင်မှာထောင်ထဲဆန်မဲ့သဘောရှိတယ်ဆိုတော့ဒါက model တစ်ခုပဲအဲ့တော့ဒီမြန်မာဆိုရလဲနာဆက်ကလည်းဒါကိုစဉ်းစားနေပါပဲအဲ့တော့စောက်ခဲ့တဲ့သူတွေပြန်မေးလက်ညှိုးထိုးမှာပဲဥပမာကျွန်တော်ဆိုရင်လက်လန်းမီတော့ကျွန်တော်ပြောရရင်ကျွန်တော်မီတဲ့ထက်နည်းနည်းလေးကျွန်တော် hints လေးပေးကြပါဥပမာလွတ်တော်ဆိုရင်မူလဦးတန်းရွှေလက်ထက်ကလွတ်တော်ဆိုရင်မူလကစင်ကာပူကိုပေးဖို့ပြင်ထားခဲ့တာကျွန်တော်သိရတာစင်ကာပူပေးဖို့ပြင်ထားတာလို့ကျွန်တော်ချမ်းမြင်သိရတယ်စင်ကာပူပေးဖို့ပြင်ထားရင်စင်ကာပူကတောင်းတဲ့1 square feet ကိုတောင်းတဲ့နှုံးကတော်တော်များတယ်ပေါ့ဗျာ quality ကတော်တော်များတယ်ခါကျတော့မြန်မာ ACE ကနေပြီးတော့ तू ကဝင်ဆောက်လိုက်တယ် तू တာဝန်ယူလိုက်တယ်စင်ကာပူထက်ကျွန်တော်ထင်တယ်9ဆထက်မနည်းနှိမ့်တယ်လို့ဈေးကနှိမ့်တယ်လို့ကြားတယ်အဲ့ဈေးနဲ့သူတို့ရအောင်ဆောက်ပြီးသွားတယ်ဒီဇိုင်းဆွဲတယ်ရအောင်ဆောက်ပြီးတယ်နော်အဲ့ ACE ကဦးတင်ဆန်းနဲ့သူ့ရဲ့သားကိုဖြိုးကိုတင်ဆန်းသူတို့နှစ်ယောက်ကတာဝန်ယူပြီးဆောက်သွားတယ်လို့ကျန်မြင်သိရတယ်အဲ့တော့လွတ်တော်ကြီးကတော့အခုကြည့်ရတော့အဆောက်အဦကတော့ပြိုသွားတာဆိုမပြိုဘူးပြန်သုံးလို့ရတယ်ဆိုတော့ရတော့ရတယ်ဒါပေမဲ့အဲ့ဒါယူသူကအဓိကအပြန်ပြမှာရှိသေးတယ်ပြီးတော့အခုအဲ့ဆောက်ခဲ့တဲ့လူတွေအကုန်လုံးကိုနောက်နိုင်ငံတော်အကြံဉာဏ်တောင်းတဲ့နေနဲ့လည်းခေါ်မေးတယ်ဒီဇိုင်း structure တွေပြန်တောင်းမယ်အဆောက်အဦတစ်ခုဆောက်ရင်တော့ structure design တွေဆွဲရတာရှိတယ်ဘာသုံးမယ်ဆိုတဲ့သုံးမယ်ဆိုတဲ့သူတို့သုံးမယ်ဆိုတဲ့ဒီအဆောက်အဦဆောက်ရင်သူတို့ဘာတွေသုံးမှာပါဆိုတဲ့ structure design တွေနဲ့အထက်မှာပါဝင်ပစ္စည်းတွေအကြောင်းရေးခဲ့တဲ့ proposal တွေရှိတယ်ကျွန်တော်တို့ရပ်ဘက်အိမ်တွေတောင်တာမန်ရက်ကွက်မှာရှိတဲ့အိမ်တွေတောင်အဆောက်အဦဆောက်မယ်ဆိုရင်ဟိုဘင်းကဘယ်လောက်ထည့်မယ်တိုင်ကဘယ်လောက်ထည့်မယ်တန်းကဘယ်လောက်ထည့်မယ်ဘလို့သွားမယ်အဲ့ဒါအုတ်သေးသုံးမယ်ဘယ်လောက်ပြီးလိုက်မယ်ဘယ်လောက်သုံးမယ်တန်းဘယ်လောက်သုံးမယ်အဲ့ဟာရှိသလိုမျိုးပဲနိုင်ငံတော်အဆင့် project တွေကျတော့အဲ့လိုရှိတဲ့ခါကျတော့အဲ့ project design တွေကိုပြန်တောင်းလိုက်ပဲကဲခင်ဗျားတို့အဆောက်အဦရဲ့စောက်ခဲ့တော့ design တွေကျွန်တော်တို့ပေးပါအောင်တောင်းမယ်အဲ့ကြတော့တချို့ company တွေကမရှိတော့ဘူးလို့ပြောမယ်တချို့ company တွေရှိတယ်ပြောမယ်တချို့ company တွေကျတော့လည်းကျွန်တော်ပြန်ရှာပေးပါမယ်ပြောမယ်အဲ့မှာအဲ့ဟာတွေလည်းရှင်းအောင်အဲ့တော့ဒီဟာကြီးတွေကိုလုံးကိုမူလစောက်ခဲ့သောသူတွေကမူလတိုင်းပြန်မဆောက်ဘူးဆိုရင်နောက်လူတွေကိုပေးတဲ့အခါနောက်လူတွေကရှေ့က structure ရဲ့စောက်ခဲ့တဲ့ဘယ်နေရာဘာရှိတယ်ဆိုတာကိုသိတယ်အဲ့ structure design သိမှနောက်လူကပြန်ပြီးတော့ပိုကောင်းတဲ့ပုံစံပြန်လုပ်လို့ရမှာမဟုတ်ရင်နောက်လူကနေထိုင်ထောင်ထဲဝင်ရမှာနောက်လူကနောက်ကနေဝင်ပြင်ဘူးမသိဝင်ပြင်ပဲပတ်စံရပြီးတော့ဝင်ပြင်ထောင်ထဲရောက်သွားနေတယ်ရှေ့မှာရှိတဲ့ structure design တွေကိုသိမှနောက်လူကလုပ်လို့ရမှာအဲ့တော့ရှေ့လူနောက်လူကြားမှာညှိဖို့ခေါ်တာလည်းဖြစ်နိုင်တယ်ဒီလိုပဲသူတို့ပြပြီးတော့မင်းတို့ဘာပြန်လုပ်ပေးမလဲဆိုတော့ဒါပြစ်ဖဲလေးပြစ်လိုက်တယ်ခေါ်ဖဲလေးပြစ်လိုက်တဲ့သဘောလေးဖြစ်နိုင်တယ်အဲ့တော့လောလောဆယ်တော့အဲ့လုပ်ငန်းရှင်တွေအကုန်လုံးဒီနေ့ညအောင်မနေ့ညအောင်အိပ်ပျော်ကြတဲ့ပုံတော့မပေါ်ဘူးအေးပြက်ကြတယ်ပေါ့ဗျာဆိုတော့ကဘာပဲပြောဒီပြန်ခေါ်ပြီးဆက်သွယ်ပါဆိုလုပ်ငန်းစဉ်ကတော့ပုံလည်းပြောရင်တော့ဒါနိုင်ငံတော်ဘက်ကလည်းသူကလည်းဒါကိုသေချာပြန်ပြီးတော့မှဟိုစဉ်းစားပြီးမှပြင်ဆင်ပြီးလုပ်လိုက်တယ်မပေါ်တယ်အဲ့တော့သက်ဆိုင်ရာပုံကိုယ်တွေကလည်းမသွားရင်တော့မရဘူးငါတို့မဆက်သွယ်ရင်တော့ငါတို့ထောင်ထဲရောက်သွားနိုင်တယ်ဆိုသိပြီးတော့ဆက်သွယ်ကြလိမ့်မယ်အဲ့ဒီမှာညှိကြနိုင်ကြရင်လည်းပြောကြဆိုကြရင်လည်းသူတို့ဒီ structure တွေပြတ်ဖြစ်လာဖို့သူတို့စူးစမ်းကြလိမ့်မယ်เนาะအဲ့ဒီမှာ